Channel ini kah Thai này nghe Shongpuri cái này bị bạn ngáo có lao rồi phải bảo đấy Channel rong rồi nè solution cái town relationship cái don't want support was xem bảo đấy đã đi con lao bảo đấy Channel cái này bị Pascal này lao phải bảo đấy Pascal làm đâu phải ra bảo bé làm mấy đâu ra nào bảo bé những solution cái channel lao được cả ba channel Thai này mà create lao solution cái ba đó cái cái đó con chỉ bảo đấy quá chắc rồi channel Thai sẽ cái talong lên mất đấy giờ bây nhiêu cái đi giờ bây còn able rồi channel này bị gì mà lại bắt để chụp video thấy có lại bảo đấy Channel lao rồi create cái này phải bảo đấy cái này mình là bạn ngáo thế của đó là nari cô mình la bảo bạn ngáo cái của rau bị cả đất sống channel từng cái chọn chỉ về nhà của channel rồi nấu thế trận này lâu thế la với phải bảo đấy channel của sát thôi là rồi cả Shongpuri buông anh bị cái tông này cái này thọ bảo rồi phải bảo đấy lên create show highway lên mà follow ra cái cái đầu máy bảo đấy lên mà cả là để đầu nhá bảo đấy là highway lên mà đầu mà lên bây giờ anh ta đi tập học được gì bảo đấy lên create show tập phát show gì cái rồi show không ai đâu cả cho nó mà này mà create là rồi lâu buồn lâu mà cái bảo ra về lấy rồi cái này là cái đang create lại cái sao rồi lâu đi nè brain anh bị cái mới chơi để luôn khen ra bảo đấy cái km ra cho highway lên đi go mua về đã only sau đó rồi đó đầu máy bảo đấy Thai này nghe rồi, giờ lão tua ta nên về lấy số rồi, cho nó để mua về highway lên đi, Accra đó, transportation quan ai đi của cái con áo đó, cho nó Grand Prix tin này bảo đấy,အခုဆိုလို့ရှိရခဲ့ကျွန်တော်ဘန်ကောက်မြို့တဲ့နေရာကဘတ်စကားဂိတ်တစ်ခုကိုရောက်ပါပဲ။ဘတ်စကားဂိတ်ဆိုလို့ရှိရခဲ့ကျွန်တော်ပက်တရာတို့ဒီကန့်ထွေဒီပါတီကိုလည်းအထီးကလာပါတယ်။ပလာပေါင်းတွေအများကြီးရှိပါတယ်။ကိုကိုက်ဆိုကားကိုစီလိုရပါတယ်။ကျွန်တော်ကဒီကတက်ဆွမ်းနေမလား။ကျွန်တော်တင်ရဖြစ်နေရကိုနေမောင်နေပဲ Friday တော်နဲ့ကျွန်တော်အမရရောက်ချော်လို့ဇီများလေးများဆိုပြီးတက်စီနဲ့လာလိုက်ပါရယ် တက်စီခါကတဝါစီဂရီပါတယ်1 km ကို40ပဲပြရပါတယ်ကျွန်တော်တို့ဒီ traffic jam price နေရာဒီတဝါကားရှုပ်တွေကားပိတ်တွေပဲဆိုလို့ရှိရကေပိုလို့တာပါလေပါတယ်ကျွန်တော်လေး Google Map ကိုတောက်လျှောက်ပေးလာရယ်ရှိတမိုင်လောက်မှာကျွန်တော်လိုက်ဆိုလဲ Great ရှိတမိုင်လောက်မှာလမ်းပိန်းကြီးဆိုကားဒီအများကြီးရှိဆိုတွေ့ရပါရယ်ပြောတဲ့နဲ့ကျွန်တော်လမ်းကလာလို့ရှိခဲ့ Gravo ဆိုဗနာကျွန်တော်ကိုအနှိမ့်ကျဆုံးမေယောရထဘူတာ Five Right မိုးပြန်ရထားဘူးဒါ Five Right တနေရာကိုပို့ပြီးပါလို့ကားသမားကိုပြောပါရယ်ကားသမားနဲ့ကျွန်တော်နဲ့ဆိုသူလေးသူနားလေးပိုင်း online စကားပြောပါရယ်ကျွန်တော်တဲပိုင်း online စကားပြောပါရယ်လေးလုံးပြောခဲ့တစ်လုံးနားလေးပါရယ်ကျွန်တော်တို့နှစ်ယောက်အဆွန်ပေးပါရယ်ကျွန်တော်တို့နှစ်ယောက်အချောင်းချောင်းကိုရိုပရောရဲ့စကားလေးနဲ့ကိုလာရှန်ဆိုခရီနဲ့ကိုပရောရဲ့စကားလေးကိုလိုင်းခင်ဒီနေ့လေးပြောပါရယ်အခုဆိုရှိခဲ့ကျွန်တော် MRT မရောက်ရထားလုံပနေဘူတာကိုရောင်းနေပါရယ်လုံနေဘူတာကနေမှကျွန်တော်လာရှန်ဆိုနေရာကိုမရောက်တဲ့တော့နဲ့ကျွန်တော်ဆိုင်ကငားပြီးကြီးမိုးပြန်ရထားစီဖို့BTS station ကိုလာနေဆိုဖိုက်ပါရယ်တမဲတိုင်းလောက်ရဝီတော့နဲ့ကောင်းအများကြီးမလာရပါကျွန်တော်ဆိုင်ကဘယ်လစ်စီပြီးလိုက်ရပါရယ်အခုဆိုလို့ရှာခဲ့ကျွန်တော်မိုးပြန်ရထားစီဖို့လာမဲဝေပြီးပါဗျာလာမဲဝေရဆိုလေကောင်းမခါပါကျွန်တော်တို့စားကားလေးတော့69 accuracy ထည့်ပြီးဝေလိုရဆိုပိုင်းကောင်တာမှာလေးကိုလာရုံဆိုနေရာကို pro ပြီးဝေလိုရပါရယ်အမမိုးပြန်ထားစီရဆိုဒီရထားခွင်ရဒီတဝါကောင်းပါရယ်ကျွန်တော်တဲရဲ့တဲချောရှိပြီးကြီးလူတွေဆိုအားလုံးစေကင်းလိုက်နာခဲ့ပါရယ်ရထားဝင်လာပြဆိုလို့ရှိရခဲ့ကျွန်တော်တို့အထောလူကိုဦးစားပေးပြီးကြီးတားဆိုလူတွေကကြားခဲ့ဘေးကများပြတဲ့ဆိုနေရာကထောဆိုလူတွေပြီးခါမှာဝင်ခဲ့ပါရယ်ဝန်ပေါင်းနေရာမှာပေရဲနေပြီးထောလုံးနဲ့ဝန်လူကြကြထွေးလို့ရပဲပုံစံမျိုးလေးမရှိပါဘယ်ကောင်းမှာဆိုမိုးပြန်တာလိုင်းဒီလေးအများကြီးရှိလို့သိရပါရယ်အနေလိုင်းအဝါလိုင်းအစိမ်းလိုင်းမဲရောင်လိုင်းရပဲစိုးဝဲတဲ့မှာရပဲပြထားပါရယ်ကျွန်တော်အခုစီလာဆိုတာကြားကြီးအစိမ်းအောင်လိုင်းကိုဖိုက်ပါရယ်ရုံဆောင်ချင်းဖိုက်တဲ့တော့နဲ့ရထားထားမှာတော့ထိုင်ဖို့နေရာမှာရဲဆောက်လိုက်ရပါရယ်ကျွန်တော်ဘယ်ကောင်းလာရဲဆိုလို့ရှိရကြီးတဲ့စီတီစီဖို့ထားဒီရထားဒီစီဆိုကို recommend ပေးပါရယ်မေရထားဒီမို့ပြန်ထားဒီဆိုတန်လေးတင်ပါရယ်ပြီးလို့ရှိရခဲ့မရလေးမရပါရယ်တော့ကျွန်တော်တို့ line ကစီးတဲ့ကြတော့အတန်ဆုံးပါဗျာဒီကလေး line ကကြားကြီးလဲပိတ်တဲ့တော့နဲ့အချိန် green ကတည်းပါရယ်ရထား line တွေကကြားလို့ရှိရခဲ့အချိန် guide ထော်ပြီးတခါလုံးဝတ
တဲမဲ့တဲ့အချိန်တိုင်းကိုရောက်နေတော့တဝါမနေပါရယ်ကျွန်တော်အခုဆိုလို့ရှိရကေနောက်ဆုံးအစောကျွန်တော်လာဖို့ဆိုနေရကိုမဟာဆိုင်ကိုထောတယ် နောက်ဆုံးရထားရှိုင်းနာရီစင်ကမှာထောတဲ့နောက်ဆုံးရထားကိုအပရန်ဘောချင်းမိလိုက်ပါရယ် ကျွန်တော်လေးပွန်ပဲနေပါဗျညာလေးရှိုင်းနာရီကြော်ပဲ right တော့နဲ့ကျွန်တော်အေဗထားမမီလိုက်ဆိုလို့ရှိရကေကျွန်တော်နောက်တဲ့ဇာပိုင်ပလန်နဲ့ဇာပိုင်စီစဉ်ရှာပြီးရေဒီကိုလာယူနေရကိုလာဖို့လေးဆိုကျွန်တော်ကောင်းစားပါဘူးဒီအခုဆိုလို့ရှိရကေကောင်းအလုံးကြီးတစ်လုံးဂျာလာပိုင်ပြီးပါရယ်ကျွန်တော်စီးခါတဲ့တောက်ချောင်းမှာအေဗထားကတော့ကစီးတင်ဆုံးပါဗျကျွန်တော်3ဘူတာလောက်စီးခါပါရယ်3ဘူတာဆိုလို့ရှိကြလေ highway ရထား right တော့နဲ့ on နေရှိဝိပါရယ်ရရှောင်းကမှ9ဘဲကပေးရပါရယ်ရထားကတော့တဝါမနေပါရယ်အခုဆိုလို့ရှိရကေညာ9နာရီဝန်းကျင်လောက်ဖိုက်ပါပဲကျွန်တော်လာဆိုနေရာကိုရောက်ပါပဲအားလုံးကျွန်တော်နဲ့တူတူအင်းနီတရတာရှိကိုလိုက်ပြီးကေရှူပြီးခဲ့တဲ့တော့နဲ့အစုံတစ်ခုဘုဒ္ဓရာရှိ flight ရာလာဖို့လို့မျှော်လင့်ပါရယ်နောက်ဆုံးမှာတော့ခါကျွန်တော်ကိုလာကုန်နေကျွန်တော်မိတ်ဆွေကြီးနေလေးတွေ့ပါပဲအားလုံးကျွန်တော် cruising ရှိကိုအဆုံးလေး live ကေရှူပြီးတော့ကျေးဇူးအများကြီးတောင်းပါရယ်